အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရှင်းပြချင်တာကတော့ CPU ဆိုတာဘာလဲပေါ့နော်CPU ဆိုတာကြတော့သူကကွန်ပျူတာတောင်မှစမတ်ဖုန်းတွေရေပေါ့နော်ဥနှောက်လို့ပြောလို့ရတယ်ဥပမာသူကအမိန့်ပေးတာကိုက application တစ်ခုဖွင့်ချင်တာတောင်မှ game ဆော့ချင်တာဗီဒီယိုကြည့်ချင်တာဖြစ်ဖြစ်ပေါ့နော်အဲ့ဒါတွေကိုကိုက CPU ကနေပြီးတော့အဲ့ဒီအားကိုနားလဲကိုကဘာလုပ်ချင်တာလဲတော့နားလဲပြီးတော့သူကပြီးတော့ထိန်းချုပ်ပြီးတော့တနည်းအားဖြင့်လှုပ်ဆောင်ပေးဥပမာခင်ဗျားက YouTube မှာပေါ့နော်ကားနဲ့ပတ်သက်ပြီးတော့ကြည့်ကျင်တယ်ဆိုလို့ချင်းခင်ဗျားက YouTube ကိုနှိပ်လိုက်ကားနဲ့ပတ်သက်ပြီးရှာလိုက်အဲကွန်ပျူတာနဲ့ CPU ကို command ပေးလိုက်ပြီးအမေနောက်မှာအဲကားနဲ့ပတ်သက်တာတွေ YouTube မှာထွက်လာတယ်အဲ့လိုပုံစံမျိုးပေါ့နော် CPU ကတနည်းအားဖြင့်အမိန့်ပေးပြီးတော့ calculation ပေါ့နော်တင်ကြဆိုင်ရာတွေကိုတွက်ချက်ပြီးတော့လှုပ်ဆောင်ပေးလိုက်တယ်အရာဖြစ်တယ်ကိုကအဲ့လိုခိုင်းစေလိုက်တဲ့အချိန်မှာဆိုလို့ရင် CPU တွေကိုကြတော့ထားတော့ YouTube မှာကားကြည့်ကျင်တယ်ဆိုရေးလိုက်တယ်အဲ့ဆိုကိုကစာသားနဲ့ရေးပြီးမယ်သူတွားတာကြတော့ကွန်ပျူတာနားလဲတာကြတော့သင်္ချာကဏ္ဍနေပဲနားလဲတယ်သူက1001ပဲနားလဲတဲ့အတွက်ကြောင့်အဲ့ဒီ1001ကဏ္ဍနေရပါဘောနော် CD လိုက်ပေါ့နော်အဲ့ဒီ CPU တွေကိုတွားတယ်အဲ CPU ကပြန်ပြီးတော့ဒါဘာလို့ချင်တာလဲဆိုရဲပေါ့နော် instruction ညွှန်ကြားချက်ကို CPU ကနေပြီးတော့ရရှိတယ်ပေါ့နော်အဲ့ဒီမှာ CPU ကအဲ့ဒီဟာကိုဖွင့်ဖို့ command ပဲဆိုပြီးတော့တကုတ်ပြန်လုပ်လိုက်တယ်အဲ့ဒါ CPU ရဲ့လုံးဆောင်တဲ့အကြမ်းမြင်ပေါ့နော်နောက်ဆုံးမှာကျတော့ HCP ကနေ instruction ပေါ့နော်ညွှန်ကြားချက်ကိုသူက execute ဆိုတာလုံးဆောင်လိုက်တယ်လုံးဆောင်ပြီးတဲ့အခါမှာဥပမာကိုက YouTube ဖွင့်နေတယ်ဆိုလို့ရှိရင်သူက YouTube ဖွင့်နေတယ်ဆိုလို့ရှိရင် YouTube ပေါ်လာတယ်ပေါ့နော်ဒါသူကတော့ YouTube ဖွင့်နေတာဆိုပြီးအဲ့ဒါတွေကိုလုံးဆောင်လိုက်တယ်အဲ့ဒီ process ကိုကြတော့ CPU ကကြတော့ကျွန်တော်တို့ဒီအချိန်တိုအတွင်းပေါ့နော်ဒီတစ်စက္ကန့်အတွင်းမှာဘီလီယံပေါင်းများစွာလုံးဆောင်နိုင်တယ်ပေါ့နော်ဒါကကြတော့ CPU ရဲ့ကျွန်တော်တို့အကြမ်းမြင်လုံးဆောင်ချက်ကိုပြောတာပေါ့နော်โอเคနောက်ထပ်ဒီ CPU နဲ့ပတ်သက်ပြီးတော့အသေးစိတ်တွေလည်းကျွန်တော်ဆက်ပြီးလာမှာမို့လို့ like and subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ